လွန်ခဲ့သော10 နှစ်ကျွန်းတော်ရွာကြီးမီးဟုံဟုံတောက်နေသည်တနက်တန်များနှင့်ငိုယိုတန်များဆူညံနေသည်ကလေးမလေးနှင့်နုမေသူသည်အိမ်အောက်တွင်ပုန်းနေရင်းသူမ၏မိဘများကိုအောင်ကြီးနှင့်လူတစုကပြစ်တက်နေသည်ကိုမျက်ရည်များဖြင့်ကြည့်နေရသည်အကုန်လုံးကိုရှင်းပစ်လိုက်တတ်တည်တယောက်မှမကြံစေနဲ့မီးတောက်များကြားမှနှင်းနုသည်သူမ၏အဖေလက်ထဲမှတန်မူးလေးကိုကောက်ယူပြီးတောထဲကိုအသေးအတန်ပြေးထွက်သွားခဲ့သည်လင်းထက်သတိပြန်ရလာသည်သူ့ကိုကလတ်ထိုင်တွင်တုံနှောင်ထားသည်အခန်းထောင်တွင်မေသူကိုလည်းတီးတန့်ချီနှောင်ထားသည်ကိုတွေ့ရသည်မေသူသည်သူမ၏လှပသောအလှပြင်ပစ္စည်းများမရှိတော့ဘဲနွမ်းရနေသည်မျက်လုံးဖွင့်လာပြီးလင်းထက်ကိုကြည့်ကာရှင်ဘာလို့ဒီအထိလိုက်လာတာလဲကျမရှင်ကိုမပတ်သက်ပါနဲ့လို့ပြောခဲ့တယ်မဟုတ်လားမေသူမဟုတ်ဘူးနှင်းနုလို့ခေါ်ရမလားခမည်းဒီလောက်ထိစွန့်စားပြီးကလဲစားချေဖို့ကြိုးစားခဲ့တာကိုကျွန်တော်သိလိုက်ရလို့ပါရှင်ဘာမှမသိဘူးကျမဘဝမှာဘာတွေဆုံးရှုံးခဲ့ရလဲရှင်မသိဘူးအခုတော့ရှင်ပါတေးရတော့မယ်ဦးမင်းခေါင်သည်ဝိုင်တောက်ရင်းအောင်ကြီးယူလာပေးသည့်တန်ဘူးလေးကိုကြည့်နေသည်အထဲတွင်ဖိုင်တချို့နှင့်အတန်ဖန်းဆက်လေးတစ်ခုရှိနေသည်သူထေးအားလုံးကိုရှင်းလိုက်ရမလားခဏဆောင်ဦးဒီသတင်းထောက်နောက်မှာဘသူတွေရှိသေးလဲဆိုတာသိရအောင်သူ့ကိုနည်းနည်းနှိပ်စက်လိုက်ဦးပြီးမှဂိုးတောင်နဲ့အတူမီးရှို့ပစ်လိုက်ကျွန်းတော်ရွာကအလုတ်ကိုဒီညအပြီးတက်ရမယ်အောင်ကြီးနှင့်လူမိုက်များကိုတောင်ထဲပြန်ဝင်လာပြီးလင်းထက်ကိုစတင်ရိုက်နှက်ကြသည်မေသူသည်ကြည်နေရင်အော်ဟစ်တားမြစ်နေသည်ပြောစမ်းမင်းဒီသတင်းကိုဘသူစီပို့ထားသေးလဲလင်းထက်သည်ပါဇက်မှသွေးများကိုထွေးထုတ်လိုက်ပြီးပြုံးလိုက်သည်သူ့မျက်လုံးထဲတွင်အကြံတစ်ခုရှိနေပုံရသည်ခမည်းတော်တေမင်းကို live လွှင့်တာကြည့်ဘူးလားလင်းထက်သည်အောင်ကြီးကိုစိုက်ကြည့်ရင်းရေမောလိုက်သဖြင့်အောင်ကြီးပုံမိုဒေါသထွက်သွားသည်အပြင်ဘက်တွင်မိုးစတင်ရွာသွန်းလာပြီးလျှက်စီးများလက်လာသည်